အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့ breakfast အနေနဲ့အိမ်လောက် cappuccino လေးရယ် cheese ကြောက်ပေါင်မုံကျော်လေးရယ်လောက်စားမှာဖြစ်ပါတယ်ခင်ဗျာပေါင်မုံနှစ်ချက်ရယ်ကျွန်တော်ကြက်ဥနှလုံးရယ်သုံးပြထားပါတယ်ပထမဆုံးကြက်ဥနှလုံးရင်ခွဲပြီးတော့တေချာလေးမှုှပေးပါမယ်ခင်ဗျာကျဲဥလေးကိုတေးချာမွေပြီးသွားပြီဆိုရင်တော့ပေါင်မုံလေးကိုကျွန်တော်ကျဲဥလေးကိုနှစ်မှာဖြစ်ပါတယ်ခင်ဗျာဒီနှစ်တဲ့နေရာမှာတော့ကျွန်တော်တစ်ချက်ချင်းတေးချာလေးဆက်ဝင်အောင်ဒီနှစ်ပါတယ်ခင်ဗျာဟုတ်ပေါင်မုံလေးတွေတေးချာနှစ်ပြီးသွားပြီဆိုရင်တော့ပေါင်မုံကြော်ဖို့အတွက်ကျွန်တော်ဘတ်တာလေးထည့်ပါမယ်ခင်ဗျာခုဘတ်တာလေးလည်းပျော်လာပြီဖြစ်တဲ့အတွက်ကျွန်တော်ကျုပ်ပေါင်မုံကြော်ဖို့အတွက်စပြင်ဆင်ပါမယ်ပေါင်မုံတစ်ချက်ကိုအရင်ဆုံးထည့်ပါမယ်ခင်ဗျာပြီးရင်တော့ခလဲကနေကျွန်တော်ချီပြားလေးတစ်ပြားထည့်ပါမယ်ပြီးရင်အပေါ်ကနေနောက်တစ်ပြားထပ်အုပ်ပါမယ်ခင်ဗျာပြီးရင်ဟိုဘက်ဒီဘက်လှန်ပေးရပါမယ်အကျက်ညီသွားအောင်တော့တေးချာလေးဟိုဘက်ဒီဘက်ကိုတေချာလေးလှန်ပေးရပါမယ်ခင်ဗျာနောက်ပြီးတော့ရောင်းမလေးနဲ့ဖြည်းဖြည်းချင်းဖိပေးရပါမယ်။အလုံးစုံထဲချီပြားလေးပျော်သွားအောင်ပါခင်ဗျာ။ခုဆိုရင်အရောင်လေးလည်းတော်တော်လှသွားပြီဖြစ်တဲ့အတွက်ကျွန်တော်အိုးရနေချပါမယ်။မောင်မုံလေးကိုခလေးကနေလီးပါမယ်ခင်ဗျာ။ခုဆိုရင်မြင်တွေ့ရတဲ့အတိုင်းကျုပ်ပေါင်မုံကျော်လေးကခလေးကချီပြားလေးလည်းပျော်ပြီးတော့လှလှပပလေးဖြစ်နေပါပြီခင်ဗျာ။ကပ္ပချီနိုဖြော်ဖို့အတွက်ကိုတော့ကျွန်တော်ညအကြိုးထားတဲ့နွားနို့ကိုခဏလေးမိဖို့ပေါင်းပါမယ်။ပြီးရင်တော့ကပ္ပချီနိုဖြော်ဖို့အတွက်ကိုကျွန်တော်ခွက်ထဲကိုကော်ဖီ3စွန်းထည့်ပါမယ်ခင်ဗျာပြီးရင်တကြားအနေငယ်ထည့်ပါမယ်ခင်ဗျာပြီးရင်တော့ရေနွေးလေးကျွန်တော်တစ်စက်တစ်ပေါက်ထည့်ပါမယ်ဟုတ်ဒီမွေးစက်ကလေးနဲ့မွေးမှာဖြစ်ပါတယ်ခင်ဗျာဒီမွေးဇက်ကလေးရှိအောင်နဲ့ကပ္ပချီနိုအလွယ်တကူလှုပ်တောက်လို့ရပါတယ်ခင်ဗျာမွေးဇက်ကလေးကလည်းဈေးအရန်ချိုပါတယ်ခင်ဗျာဒီချာလေးဖောင်ထွက်လာအောင်အထိမွေပေးရပါမယ်ခင်ဗျာဟုတ်ကော်ဖီလေးမွေတာကိုစိတ်တန်းကြလေးလည်းဖြစ်သွားပြီဆိုတော့ကျွန်တော်နောက်ထပ်နွားနို့ထပ်ပြီးတော့ထည့်ပေးအောင်ခင်ဗျာနွားနို့ကိုလည်းမွေးစက်ကလေးနဲ့ပဲဖောင်မြအောင်ဒီကျွန်တော်မှွေပေးပါမယ်ခင်ဗျာနွားနို့ကတော့ကြက်သိန်းမွေးနွေးနွေးလေးလောက်ပဲလောက်ထားပါတယ်ခင်ဗျာအဲ့ဒါမှလည်းဖောင်ရမှာဖြစ်ပါတယ်တောက်တဲ့ခါမှလည်းအရင်ကြီးမပူမှာဖြစ်ပါတယ်ခင်ဗျာခုဆိုရင်ဖောင်လေးတွေလည်းရလာပြီဖြစ်တဲ့အတွက်ကျွန်တော်ခွက်ထဲကိုထည့်ပါမယ်ခင်ဗျာခုဆိုရင်တော့အရန်ကိုလွယ်ကူရိုးရှင်းတဲ့ homemade cappuccino လေးနဲ့ cheese ကြောက်ပေါင်မုံကျော်လေးရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနောက်ကနေပြီးတော့လိုက်ပါကြည့်ရှုပြီးတော့လိုက်လှုပ်စားနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ခင်ဗျာအရန်ကိုလွယ်ကူရိုးရှင်းပါတယ်ဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ